Finally ရဲ့ဆမှာတော့ခါခါရှိတို့တရားပေါ်တော့တရားပေါ်အလုပ်သမားတွေမှောက်နေရတွေ့ရှိခဲ့ရပါတယ်။နိုင်တို့ကတော့အိတ်နေလို့ထားဖူးနာအိမ်မှာပဲထားခဲ့ပါတယ်။တို့လည်းမတင်ကဖျာအတန်ကြလို့ထားကြည့်ရဂါတို့ရဲ့လူတွေရောက်နေတာတွေ့ရှိခဲ့ရပါတယ်။တို့ကတရားပေါ်မှာလည်းခါခါရှိနဲ့ဖာဘူးဇာ 5K နဲ့ဟာရူတို့တိုက်ခိုက်နေခဲ့ပါတယ်။ဖာကူရာကတော့ထုံးဖက်တိုင်းထားဖူးနာကကွယ်နေခဲ့ပါတယ်။ဂါတို့ရဲ့လူတွေရောက်ထားဖူးနာရဲ့သမီးကိုချင်းချောက်နေခဲ့ပါတယ်။ဖူးနာရဲ့မီးလေးကတော့ငိုနေခဲ့ပြီးတော့နောက်မှနိုင်တို့ရဲ့ပြောစကားကိုနားထောင်ပြီးသူ့ရဲ့ကောင်းတယောက်အနေနဲ့တိုက်ခိုက်ဖို့လုပ်ခဲ့ပါတယ်။အဲ့အချိန်ကိုက်ပဲနိုင်တို့ရောက်လာပြီးအဲ့ကောင်တွေကိုအမောက်တိတ်လိုက်ပါတယ်တစ်ဖက်က 5K မှာတော့ဟာရူကလက်တစ်ပတ်တည်းနဲ့ဂျူဖူတွေသုံးပြနေရမလို့အခက်တွေ့နေရပါတယ်။အဲ့ဒီအချိန်မှာပဲသူ့ရဲ့ရေခဲမှန်လောင်ရင်းနဲ့ 5K ကိုချုပ်လိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲငနဲလေးနိုင်တို့ရောက်လာခဲ့ပါတယ်။နိုင်တို့တယောက်ကတော့အလွဲပေါင်းစုံနဲ့အပြင်ကနေတိုက်ခိုက်ရမယ့်ဟာကိုအထဲကိုရောက်လာလို့ 5K တယောက်တော့ဖိတ်နေခဲ့ပါတယ်။တကယ်တော့ဟာရူကကဲကဲကိုင်းသွေးပိုက်ရှိတယောက်ဖြစ်ပါတယ်။ပါရှိရတော့ဒီလိုမျိုးကဲကဲကိုင်းဖွားပိုက်ရှိကဘာလို့ဖာဘူဇာရဲ့လက်အောက်မှာနေနေရလဲဖူရာဖီဖာနေခဲ့ပါတယ်။အဲတော့ဟာကိုမိဘတွေဆုံးဖြတ်ထားတဲ့အချိန်မှာဖာဘူဇာကဲလို့ဖာဘူဇာကိုဂျီဖူဖက်နေရဖြစ်ပါတယ်။အချိန် 5K ထားလာပြီး5ဂျီဖူနဲ့မှုတ်လိုက်ပြီးမဲ့လေမှန်လောင်ရင်းနဲ့ဘာမှဖြစ်သွားခဲ့ပါဘူး။5ဂျီဖူနဲ့တော့မဖြုံနဲ့ဒီမှန်လောင်ရင်းနေကို 5K တယောက်ကတော့ကြောက်လန့်သွားခဲ့ပါတယ်။ရှီကဦးရှီယာမျိုးနဲ့ဖူမဟုတ်လို့ရှာရီကတစ်ဖက်ပဲရှိရဖို့ပေမဲ့အခုအချိန်မှာတော့ 5K ရှာရီကနှစ်ဖက်လုံးကိုပိုက်ဖိုင်နေခဲ့ပြီပဲဖြစ်ပါတယ်။ 5K လေးရှာရီကပွင့်လာတဲ့တပြိုင်နဲ့နိုင်ဒိုကိုပြစ်တဲ့ဖူရီကိုကာကွယ်ပြီးရင်းနဲ့ပဲဟာရူရဲ့လက်ချက်မှာအသက်မြမြော့လေးပဲကျန်တော့ပါတယ်။အဲ့ဒီမှာ 5K ကတွေးတော့နေခဲ့ပြီးတော့သူ့ကိုချီချတဲ့နိုင်ဒိုကသူ့ရဲ့ face ထဲမှာတော့တူဒီတော့တငယ်ချင်းပဲပေါ့။အဲ့လိုမျိုးတွေးပြီးတဲ့ face မှာတော့ 5K တယောက်ကတော့တေသွားခဲ့ပါတယ်။နိုင်ဒိုကတော့သူ့ရှေ့မှာသူ့ရဲ့တငယ်ချင်းကြီးအောင်လုံးတေဖုံးသွားတာမြင်ပြီးတော့သူ့ရဲ့ကိုမီချက်ဂရာရီကဘေးနားမှာဝိုင်းလာပြီးတော့မျက်နာကလည်းကိုမီရဲ့တတဝါတကောင်ပုံစံကိုပြောင်းနေပြီပဲဖြစ်ပါတယ်။ဒီမှာတကယ်ချင်းတယောက်လုံးတည်သွားတာမြင်လိုက်ရိုက်နိုင်ဒူကတော့ဒေါသဖိတ်တွေဖောက်ပြီးတော့ဟာကူကိုထိုးဖို့လုပ်ပါတယ်။ဟာကူထိုးဖို့လုပ်နေတဲ့အချိန်မှာဟာကူရဲ့မျက်နှာဖုံးကပွင့်သွားပြီးတော့ဟာကူကိုတိုင်းတော့မှတ်မိပြီးတော့လက်တီးကရက်တန့်သွားခဲ့ပါတယ်။တကယ်တော့ဟာကူဖရာမဖြစ်လာခင်တော့ဟာကူရောမိသားစုလေးကညင်ညင်ချမ်းရှိခဲ့ပါတယ်။ဒါပေမဲ့လည်းဟာကူကဂဲဂဲဂကိုင်းဖရာတီးပြီးတော့သူ့မေကလည်းဂဲဂဲဂကိုင်းဖရာတီးသွားတယ်ဖခင်ဖြစ်သူကသူတို့ကိုတတ်ဖို့လုပ်တာကြောင့်မလို့သူကိုယ်တိုင်ကသူ့ရဲ့အဖေကိုပြန်တတ်ခဲ့ရတာဖြစ်ပါတယ်။ဘာနေကိုမတရားသုံးမိပြီးတော့အမေဖြစ်သူလည်းကွယ်လွန်သွားခဲ့ပါတယ်။ဒီလိုမျိုးဖြစ်နေတဲ့အချိန်မှာပဲသူ့ကိုဗာဘူးဗာကလာခေါ်သွားခဲ့ရမလို့ဗာဘူးဗာကိုအခုချိန်ဒီဂျေဖူဖက်နေရဖြစ်ပါတယ်။ချိန်ခက်ခက်ရှိရသူ့ရဲ့ဖာလီတဲကတားရဲတွေထုတ်ပြီးဗာဘူးဗာကိုတိုက်ခိုက်လိုက်ပါတယ်။ဒါပေမဲ့ဗာဘူဗာကတော့မဖြုံခဲ့ပါဘူးအဲ့ဒါကြောင့်မလို့ခက်ခက်ရှိကရှာရင်ဂါကိုမတုံးတော့ပဲသူ့ရဲ့ကိုပိုင်ဖြစ်တဲ့ lightning ဖြစ်တဲ့ lightning juice ကိုတုံးပြီးတော့ဗာဘူဗာတိုက်ခိုက်လိုက်ပြီပဲဟာကူကဝင်ခံလိုက်တာကြောင့်မလို့ဟာကူကဗာဘူဗာရှိမှတင်တေဖုံးသွားခဲ့ပါတယ်ဗာဘူဗာလည်းသူ့ရဲ့ရှိမှတင်သူ့ရဲ့တပည့်တေဖုံးသွားတဲ့ခါမှာတော့ဝမ်းနဲ့ဖငူနေခဲ့ပါတယ်ဒါဒီကုလုံးလုံးကျန်ခဲ့တဲ့ကာတို့ရောဖာဘူဗာကဖုံးတက်လိုက်ပါတယ်ကဲတော့မသေးပဲပြတ်ထားလာနိုင်ခဲ့ပါတယ်ဆိုရင်တော့ဖာဘူဗာဟော်ကူရောတည်သွားခဲ့ပါပြီဘုံမှာတော့လေတိုင်းပြည်ကနေနိုင်တို့ထွက်ခွာခဲ့ပါတယ်